ည့်ဆောင်ရွက်စီမံမေတ္တာကရုဏာရှိတာအတူမပါကြီးမားလာတဲ့ဖမေတ္တာနေဘူးမရှောင်မိုးမောင်နဲ့အဖေရှာဖွေထွက်ခဲ့ရတာအိမ်ပြန်ချိန်သာသမီးအတွက်ပါဟာဒီတယောက်ရဲ့ရင်တွင်မြတ်တာဤအိမ်လေးကအဖေလက်ရာကျွေးမွေးမပြတ်ဆောင်ရွက်စီမံမေတ္တာကရုဏာရှိတာအတူမပါကြီးမားလာတဲ့ဖမေတ္တာနေဘူးမရှောင်မိုးမောင်နဲ့အဖေရှာဖွေထွက်ခဲ့ရတာအိမ်ပြန်ချိန်သာသမီးအတွက်ပါဟာဒီတယောက်ရဲ့ရင်တွင်မြတ်တာဤအိမ်လေးကအဖေလက်ရာနေမင်းလာမင်းရထောင်စင်တဲ့နိုင်တူမရမေချစ်ဖေဖေလောကရန်ကြောင့်ရာပြောပြပေးတာမိမောင်မပါပဲလေးလက်ခဲ့တာအမှန်ကိုဆောင်အမောင်းပဲခွေချစ်တဲ့မြင်မြတ်တာခွင်လို့စိတ်နဲ့ဖမေတ္တာအတက်လေသေးပညာမွေပေးစေရနာဒီသားလေးအတွက်ပါစေရနာဒီသမီးလေးအတွက်ပါဟာခင်တယောက်ရဲ့ရင်တွင်မြတ်တာဤအိမ်လေးကအဖေလက်ရာရာပီစီတဲ့ရွယ်ကြီးဝေဒနာရရမီမပြေရှာတဲ့ခရီးကျွေးကပြည့်စည်ရလေတာပြန်ရောက်အငေးရုပ်အစင်းဝိညာဉ်မဲ့မြေမုံတောင်ကြီးယူနေခဲ့ပါအဖေဆောက်ပြီးဒီအင်္ဂလိပ်ဟာလှပတင့်တယ်ကိုယ်ရည်နှံ့ရှင်းလောကအမွေပေးခဲ့တာအဖေကြည်သာရှုဒီကဘာတုမရတလောကလုံးအမှန်ဆုံးနှလုံးသားလှပြီချစ်တော်ဖေဖေ